ဒီလောကကြီးမှာအမုန်းတရားတွေနာကျည်းချက်တင်နေဖြစ်တည်လာတဲ့ဝကြွေးဆိုတာအမြဲတမ်းရှိနေတတ်ပြီးတော့အချိန်တန်ရင်ဘယ်သူမှရှောင်လွဲလို့မရနိုင်ဘူးဆိုတဲ့သဘောတရားအတိုင်းပဲကျောင်းဝန်းတန်နေရမှာတော့ယိုရှိနိုဆိုတဲ့ကောင်လေးတယောက်ဟာဘာအကြောင်းပြချက်မှမရှိဘဲရဲရဲစက်စက်နိုင်ချင်းခံနေခဲ့ရပါတယ်အဲ့ဒါကြောင့်ပဲယိုရှိနိုရဲ့ရင်ထဲမှာအမုန်းတရားတွေတင်းအောင်လာပြီးတော့သူကမကြိုက်တဲ့သူတွေကိုတက်ပစ်နိုင်တဲ့စွမ်းရှိရင်အကုန်လုံးကိုတက်ပစ်မိပါပဲလို့တွေးနေခဲ့ပြီးတရက်မှာတော့ယိုရှိနိုတယောက်သူကြိုက်တဲ့ Human Story ရုပ်ရှင်ဇာတ်ကားကိုကြည့်ဖို့ရုပ်ရှင်ရုံကိုရောက်လာခဲ့တဲ့အချိန်မှာတော့ကန်ကြမားရဲ့အလေပြောင်းဆိုသလိုပဲသူ့ကိုမြဲတဲ့အနိုင်ကျင့်တတ်တဲ့ထက်တန်းကျောင်းသား၃ယောက်ကိုအဲ့ဒီရုပ်ရှင်ရုံထဲမှာတွေးလဲရပါတယ်ကျောင်းသားတွေကအခြားသူတွေစီကနေအနိုင်ကျင့်လူယူလာတဲ့ပတ်စံတွေအကြောင်းကိုဂုံယူဝင်ကြွားစွာရေမောပြောဆိုနေကြတာကိုလူရှင်တို့တယောက်ကြားလိုက်ရတဲ့အခါသူ့ရဲ့ရှင်ထဲမှာအတိတ်ကနာကျင်စရာဒဏ်ရာတွေကပြန်လည်အသက်ဝင်လာခဲ့ပြီးဒေါသထွက်နေခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒီကျောင်းသားတွေရဲ့ရုပ်ရှင်ဇာတ်ကားဆုံးခန်းအထိစကားတွေအကြေကြီးအော်ပြောနေကြတော့မှာပဲသူတို့နောက်မှာမာဟီတိုလို့ခေါ်တဲ့ကျောင်းမက်ဖွယ်လူသားချင်းလက်ကောင်ရုပ်တရက်ပေါ်လာခဲ့ပြီးတော့မျက်စိတမိတ်အတွင်းမှာပဲအဲ့ဒီကျောင်းသား၃ယောက်စလုံးကိုရုပ်ပြက်ဆင်းပြက်တည်ဆုံသွားစေခဲ့ပါတယ်ဒါဟာအခြားသူတွေကိုနိုင်ကျင့်တတ်တဲ့သူတွေခံစားရမယ်ဝကြွေးကြိုးသက်ပဲဖြစ်ပြီးတော့ယိုရှိနိုလည်းဒီအဖြစ်အပျက်ကိုမြင်လိုက်ရတဲ့အခါထိတ်လန့်သွားမယ်စားမာဟီတိုကိုပြင်ပထိလိုက်ရှာကနောက်ဆုံးမှာတော့ယိုရှိနိုတယောက်မာဟီတိုကိုရှာတွေ့သွားတဲ့အခါသူနိုင်ကျင့်ခံခဲ့ရတဲ့အကြောင်းတွေကိုပြန်တွေးမိလာပြီးတော့မာဟီတိုလုံးတက်လို့မျိုးသူလုံးလို့ရနိုင်မလားလို့မေးလိုက်ပါတယ်အခင်းဖြစ်သွားပြီးနောက်ပိုင်းမှာတော့ရုပ်ရှင်ကိုရဲတရဝန်ခွင်တားမြစ်ထားလိုက်ကြပေမဲ့လေယူဂျီနဲ့နာနာမီတို့ကရောက်ရှိလာခဲ့ကြပြီးယူဂျီကိုတေချာအာယုံခံခိုင်းနေခဲ့ပါတယ်နာနာမီရှင်းပြတာကတော့ကျင်းစာနီလန်းကိုအသုံးပြုခဲ့မယ်ဆိုရင်ခြေရလက်ရတွေကျန်နေခဲ့တတ်ပြီးတော့အဲ့ဒါတွေကိုကျင်းစာအကျွင်းကြံလို့ခေါ်တယ်လို့ရှင်းပြနေခဲ့ပါတယ်ဒါပေမဲ့လည်းအကျွင်းကြံတဲ့ကျင်းစာတဲ့ဝိညာဉ်တွေထက်မြင်ရဖို့ခက်ခဲရကြောင်းတေချာအာယုံစိုက်ကြည့်နိုင်မှမြင်ရတာမျိုးဖြစ်ပြီးယူဂျီလက်တေချာအာယုံစိုက်ကြည့်လိုက်တဲ့အခါမှာတော့ခြေရတွေကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်အဲ့ဒါကြောင့်ပဲနာနာမီလည်းခြေရာတွေကိုကြည့်ရင်အနောက်ကနေလိုက်ကြမယ်လို့ယူဂျီကိုပြောလိုက်တဲ့အပြင်အဲ့ဒီနေရာမှာနာနာမီဆိုတာကလွန်ခဲ့တဲ့ချက်ပိုင်းလောက်ကမှကိုဂျိုတယောက်ယူဂျီကိုဆက်ပြီးလေ့ကျင့်ပေးဖို့အချိန်မအားတော့တာကြောင့်မလို့သူ့ကိုယုံကြည်ရဆုံးသူဖြစ်တဲ့ဂျူနီယာလေးနာနာမီကိုမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်နာနာမီတယောက်အစင်တစ်ဂျူဂျစ်စုပညာရှင်ဖြစ်မလာသေးခင်အချိန်တုန်းကရုံးဝန်ထမ်းတယောက်ဖြစ်လှုပ်လှုပ်ခဲ့ဘူးအကြောင်းမလို့အရာရာကိုအသေးချာစီစဉ်တတ်ပြီးအားကိုးရတယ်လို့လည်းကိုဂျိုကပြောနေခဲ့ပါတယ်ယူဂျီကလည်းဘာလို့အကျဉ်းနဲ့ဂျူဂျစ်စုပညာရှင်မလုပ်ခဲ့တာလဲလို့နာနာမီကိုပြန်မေးလိုက်တဲ့အခါနာနာမီကအရင်ဆုံးကိုမိတ်ဆက်တာကနေစားလိုက်ကြအောင်ဆိုပြီးယူဂျီကိုရိုးရိုးတည်တည်မိတ်ဆက်လိုက်ပါတယ်နာနာမီကဆက်ပြီးရှင်းပြတာကတော့တက္ကသိုလ်တက်နေတော့အချိန်တည်းကသူတီးလိုက်ရတာဂျူဂျစ်စုဆရာတွေကအကုန်လုံးချီရုပ်တွေပဲလို့ခံယူထားပြီးတော့အဲ့ဒီနောက်မှာရုံးအလုပ်တွေကိုဝင်လုပ်ကြည့်တော့လေရုံးအလုပ်တွေကလည်းချီရုပ်တွေပဲဆိုတော့ထပ်ပြီးတီးရှိသွားခဲ့ရတယ်လို့ယူဂျီကိုပြောပြလိုက်ပါတယ်အလုံးနှစ်ခုလုံးကချီရုပ်တွေပဲဖြစ်နေတာကြောင့်မလို့ပိုပြီးကျွမ်းကျင်နိုင်မဲ့အလုပ်ဖြစ်တဲ့ဂျူဂျစ်စုမော်ဆီယာအလုပ်ကိုပဲရွေးချယ်လိုက်တာဖြစ်တယ်လို့နာနာမီကပြောနေခဲ့တဲ့အပြင်ထပ်ပြီးနာနာမီကသူ့အနေနဲ့ကိုဂျိုကိုယုံကြည်စိတ်ချတယ်ဆိုပေမဲ့လေကိုဂျိုရဲ့အပြုမှုတွေအပေါ်မှာတော့လုံးဝမလေးစားဘူးလို့ပေါ်တင်ကြီးဗလိန်လွတ်လိုက်ပါတယ်အဲ့ဒီအပြင်ယူဂျီရဲ့ခန္ဓာကိုယ်ထဲမှာကြောင်မပွဲစုခုနာကြီးရှိနေတာကြောင့်မလို့ယူဂျီကိုလည်းဂျူဆုမော်ဆီယာတယောက်အဖြစ်အသိမှတ်မပြုဘူးလို့လည်းနာနာမီကထပ်ပြောလိုက်တဲ့အပြင်ယူဂျီလည်းသူဟာဂျူဂျီဆုမော်ဆီယာတယောက်အနေနဲ့မတန်မာသေးဘူးဆိုတာလက်ခံပေမဲ့ဒီထက်ပိုပြီးတန်မာလာအောင်ကြိုးစားမယ်လို့ပြောလိုက်ပြီးတော့သူသာမတန်မာဘူးဆိုရင်တေးမဲ့နီလန်းဟိုတောင်မှရွေးချယ်ခွင့်ရှိမှာမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်ဒါကြောင့်ပဲသူ့ကိုအသိမှတ်ပြုပေးနိုင်လာတဲ့အထိကြိုးစားသွားမှာမလို့စောင့်ရှောက်ပေးပါအောင်လို့နာနာမီကိုရိုးရိုးသေးသေးပြောလိုက်ပြီးတော့အဲ့ဒီလိုနဲ့နာနာမီနဲ့ယူဂျီတို့နှစ်ယောက်ရုပ်ရှင်ရုံတွေရဲ့ကျင်းစာကောင်းတွေအကြောင်းကိုလိုက်လံစုံစမ်းနေခဲ့ကြရင်အပြင်ဘက်ကိုရောက်ရှိလာတဲ့အခါမှာတော့ကျင်းစာကောင်းနှစ်ကောင်နဲ့ရုပ်တရက်ထိတ်တိုက်တွေးလိုက်ကြရပါတယ်ယူဂျီကိုလည်းတယောက်တည်းတိုက်ခတ်ခွင့်ပေးလိုက်ပြီးတော့မနိုင်ဘူးတင်လာခေါ်ဖို့လေနာနာမီကအေးသေးသေးပဲထပ်ပြောလိုက်တဲ့အပြင်အဲ့ဒီနောက်မှာတော့အဝတ်ပတ်ထားတဲ့သူ့ရဲ့ထူးခြားတဲ့ဓာတ်နဲ့နာနာမီကစတင်တိုက်ခိုက်လိုက်ပါတယ်နာနာမီရဲ့ကျင်းစာနည်းပညာကတော့ရန်သူ့ဘော်ဆယ်ရီဂျိုသီးနဲ့အားနည်းချက်တွေကိုဖန်တီးနိုင်စွမ်းရှိပြီးဘလို့ရန်သူမျိုးပဲဖြစ်ဖြစ်တန်နီယာတွေကိုတေချာချင်းပြီးပြစ်ခတ်လိုက်မယ်ဆိုရင်အရှိုက်ကိုတေချာထိမှန်သွားစေတာဖြစ်ပြီးအဲ့ဒါကြောင့်ပဲရန်သူကနာနာမီထက်တမ်းမာနေမယ်ဆိုရင်တော့မှသူ့ရဲ့ဒဏ်ရာပေါ်တွက်ချက်ပြီးအလွယ်တကူရှင်းပြနိုင်တာဖြစ်ပြီးတော့ရန်သူကအားနည်းနေမယ်ဆိုရင်တော့နာနာမီရဲ့သူ့ရဲ့ဓာတ်နဲ့တစ်ချက်ထက်ရန်သူကိုပိုင်းဖြတ်ပြစ်နိုင်တယ်လို့ရှင်းပြနေခဲ့ပါတယ်တစ်ဖက်မှာလည်းယူဂျီတယောက်ကတော့ကျင်းစာကောင်တွန်းထုတ်လိုက်တာလွန်းထွက်သွားခဲ့ပြီးတော့ယူဂျီကတိုက်ခိုက်နေရင်းနဲ့နာနာမီပြောပြတဲ့ပညာရက်တွေကိုတေချာနားထောင်နေခဲ့ပါတယ်နာနာမီတယောက်ကတော့သူ့စီပြေးဝင်လာတဲ့ကျင်းစာကောင်ကိုတစ်ချက်ချင်းနဲ့ခုတ်ဖြတ်ပေးလိုက်ပြီးတစ်ဖက်မှာလည်းယူဂျီကတေချာအာယုံဆက်လိုက်တဲ့အခါမှာတော့သူ့လက်မှာပြင်းထန်တဲ့ကျင်းစာဆွမ်းအားတွေပေါ်ပေါက်လာခဲ့ပါတယ်ယူဂျီတယောက်ကိုဂျိုနဲ့လေ့ကျင့်နေခဲ့တော့ယူဂျီရဲ့ကျင်းစာဆွမ်းအားဟာယူဂျီရဲ့ချက်ချင်းပေါက်ကွဲစေတတ်တဲ့ရုပ်ပိုင်းဆိုင်ရာအမြန်နှုန်းကိုမလိုက်နိုင်ပဲအမြဲတမ်းနောက်ကျနေခဲ့ရပါတယ်အဲ့ဒါကြောင့်ပဲယူဂျီစီမှာရလက်အနေနဲ့ပုံမှန်မဟုတ်တဲ့နှစ်ဆင့်ပေါက်ကွဲစေတတ်တဲ့ကျင်းစာဆွမ်းအားတွေထွက်ပေါ်လာရတာပဲလို့ကိုဂျိုကရှင်းပြခဲ့ပူပါတယ်ဒါကြောင့်ပဲယူဂျီအနေနဲ့အချိန်နောက်ကျနေတဲ့ကျင်းစာဆွမ်းအားကိုအသုံးချဖို့အတွက်လက်သီးနှစ်ချက်ဆင့်ပြီးထိုးလိုက်မယ်ဆိုရင်တော့ဖြစ်နိုင်တယ်လို့တွေးလိုက်ပြီးတော့
အဲ့ဒီတိုက်ကွက်နာမည်ကိုလည်းခိုင်ကြံခန်းလို့သူကိုယ်တိုင်နာမည်ပေးခဲ့ပါတယ်ယူဂျီကလည်းအဲ့ဒီခိုင်ကြံခန်းကိုအသုံးပြုပြီးကျင်းသာကောင်ရဲ့ရင်ဘတ်ကိုအပေါက်ကြီးဖြစ်သွားအောင်ထိုးပေါက်ပေးလိုက်တဲ့ပြင်နာနာမီကလည်းယူဂျီရဲ့ထူးခြားတဲ့တိုက်ကွက်ကိုတတိထားမိသွားပြီးပထမလက်သီးချက်မှာကျင်းသာဆောင်အားတိတ်မပါဘူးလို့သုံးသပ်လိုက်တဲ့ပြင်ဒါပေမဲ့ပထမလက်သီးချက်ဟာတာမန်ဂျူကျဲစုပညာရှင်တွေထက်120ရာခိုင်နှုန်းပိုပြီးတော့အားပြင်းနေတယ်လို့ဒုတိယလက်သီးချက်ကိုတော့ယူဂျီရဲ့ပြင်းထန်လာတဲ့ကျင်းသာဆောင်အားရည်နဲ့ထပ်မံထိုးနှမ်းလိုက်တာပဲလို့အံ့ဩစွာတွေးနေခဲ့ပါတယ်ဒါပေမဲ့လည်းနာနာမီရဲ့ကျင်းသားကောင်ကိုအဆုံးသတ်ဖို့အနားကိုသွားလိုက်တဲ့အခါမှာတော့အလောင်းရဲ့လက်ကလက်ပတ်နိုင်ကိုတတိထားမိသွားပြီးတော့ဒါကြောင့်ပဲယူဂျီကိုချက်ချင်းတားလိုက်ပြီးတော့လက်ပတ်နိုင်ပုံကိုဓာတ်ပုံရိုက်လိုက်ကသူတို့ခုနကတိုက်ခိုက်ခံရတဲ့ကျင်းသားကောင်တွေဟာအမှန်တကယ်တော့လူသားတွေပဲဖြစ်တယ်လို့စိတ်မကောင်းစွာပဲပြောပြလိုက်ပါတယ်အဲနောက်မှာတော့ EAE ကိုချက်ချင်းဆက်သွယ်လိုက်ပြီးနာနာမီတို့တိုက်ခိုက်ခဲ့ရတဲ့လူနှစ်ယောက်ကကျင်းသားတဲ့ဝိညာဉ်တွေလိုမျိုးကျင်းသားဆွမ်းအားတွေပြင်းနှက်နေခဲ့တယ်လို့လှမ်းပြောနေခဲ့ပါတယ် EAE ကတော့တရားခံကိုတော့တေချာမသိရသေးပေမဲ့ရုပ်ရှင်ရုံထဲမှာတိတ်ဆုံးသွားတဲ့အလောင်းတွေရဲ့အုံနောက်သူကြောတွေကြားမှာတော့တစုံတယောက်ရဲ့လက်ရတွေရှိနေတယ်လို့ပြန်ပြောပြနေခဲ့တဲ့အပြင်တရားခံကအဲ့လူရဲ့အုံနောက်တွေကိုအတင်းအားဓမ္မပြုပြင်သွားပြီးကျင်းသားဆွမ်းအားသုံးလို့ရအောင်ရဲရဲသက်လှုပ်သွားတာဖြစ်နိုင်တယ်လို့လည်း EAE ရဲ့ရှင်းပြနေခဲ့ပါတယ်ယူဂျီကိုလည်းအခုနကျင်းသားကောင်တွေဖြစ်နေတဲ့လူသားတွေတိတ်ဆုံးသွားတာဟာယူဂျီရဲ့လက်သီးကြောင့်မဟုတ်ပဲအုံနောက်ကိုပြုပြင်ခံထားရတာကြောင့်ရှော့ဖြစ်ပြီးတိတ်ဆုံးသွားရတာပဲလို့တေချာရှင်းပြလိုက်ပြီးတော့ဒါဟာယူဂျီရဲ့အပြစ်လုံးဝမဟုတ်ဘူးလို့နာနာမီရဲ့နှစ်သိမ့်ပြောပြပေးလိုက်တဲ့အပြင်ဒါပေမဲ့လည်းယူဂျီကတော့ဘာပဲဖြစ်ဖြစ်သူကိုယ်တိုင်လူတယောက်ကိုတတ်မိလိုက်တာပဲလို့နောင်တတွေနဲ့တွေ့ရင်တရားခံကိုအလွန်မဲ့ဒေါသထွက်နေခဲ့ပါတယ်နာနာမီကတော့ဒီကိစ္စကဒီလောက်လွယ်လွယ်ကူနဲ့ပြီးဆုံးသွားနိုင်မယ့်ပြဿနာမျိုးမဟုတ်ဘူးလို့ပြန်ပြောလိုက်ပြီးအကောင်ဆုံးဆက်လုပ်ကြတာပေါ့လို့ယူဂျီကိုအားပေးလိုက်ပြီးတစ်ဖက်မှာတော့မာဟီတိုတယောက်သူ့ရဲ့ကြောက်မက်ဖွယ်ကျင်းစာဆွမ်းအားတွေနဲ့ကျင်းစာကောင်းတွေအကြောင်းကိုယူရှိနိုကိုတေချာရှင်းပြပေးနေခဲ့ပါတယ်အထူးအဆင့်ကျင်းစာကောင်းတွေကိုဂျူဂျီဆုမော်စီယာတွေကတွေ့ရတဲ့ချက်ချင်းရှင်းပြတတ်ကြတယ်လို့ပြောပြလိုက်ပြီးတော့သူတို့ချင်းချင်းလည်းအစင်းသက်မှတ်တာမျိုးတွေလောက်ကြသေးတယ်လို့မာဟီတိုကလောင်ပြောင်တဲ့လေတံနဲ့ပြောနေခဲ့တဲ့အပြင်ဒါပေမဲ့လည်းလူအများစုကတကယ်ကြောက်ရွံ့တာကတော့တဘာဝဘေးရန်တွေပဲဖြစ်တယ်လို့ဆက်ပြောလိုက်ပြီးတော့ကဘာမြေတစ်တော့သမုတ်ထရာကနေဖြစ်တည်လာတဲ့ကျင်းစာကောင်းတွေပဲလို့မာဟီတိုကဆက်ပြောနေခဲ့ပါတယ်ဒါကြောင့်ပဲတဘာဝဝိညာဉ်ကျင်းစာကောင်းတွေကအတီတရားဝင်လာတာနဲ့ပုံမှန်သက်တမ်းမပေါ်လာခင်အချိန်ထိလူတွေမသိအောင်ပုံဝင်နေတတ်ကြရလို့လည်းမာဟီတိုကထပ်ပြောပြလိုက်ပြီးမာဟီတိုကိုယ်တိုင်ရဲ့ကျင်းစာကတော့လူသားတွေတယောက်ကိုတယောက်မုန်းတီးကြတဲ့အမုန်းတရားတွေအာကုသိုလ်ကံတွေကနေဖြစ်တည်လာတဲ့လူသားချင်းတာပဲဆိုတာကိုလည်းယူရှိနိုကိုဂုဏ်ယူစွာပြောပြလိုက်ပါတယ်ဟိုဘက်မှာတော့နာနာမီရဲ့တရားခံဘိုးကုန်းနိုင်ရှိရဲ့နေရာတွေကိုယူဂျီနဲ့အီစီချီကိုတေချာခွဲခြားစိတ်ဖြာပြောပြနေခဲ့ပြီးအဲ့ဒီနောက်မှာတော့ရုပ်ရှင်ရုံမှာရှိနေခဲ့တဲ့အကြောင်းသားယူရှိနိုရဲ့ပုံကိုပြလိုက်ပြီးတော့သူဟာတိတ်ဆုံးသွားတဲ့လူတွေစီကနေအမြဲတမ်းအနိုင်ကျင့်ခံနေရတဲ့လူတစ်ယောက်ဖြစ်တယ်လို့နာနာမီရဲ့ရှင်းပြနေခဲ့ပါတယ်ဒါပေမဲ့သူ့မှာအဲ့လိုစွမ်းအားမျိုးမရှိလို့တရားခံတော့မဖြစ်နိုင်တာကြောင့်ယူဂျီနဲ့အီစီချီတို့ကိုယူရှိနိုအကြောင်းတေချာစုံစမ်းဖို့နာနာမီရဲ့စေခိုင်းလိုက်တဲ့အခါမှာတော့ယူဂျီတို့လည်းချက်ချင်းပဲစုံစမ်းဖို့ထွက်လာခဲ့ကြပါတယ်။ ECG ကတော့အထဲကိုခဏပြန်ဝင်လာပြီးတော့တရားခံရဲ့ဒီနေရာကိုတေချာပေါက်သိနေတယ်မလားလို့နာနာမီကိုစိုးရိမ်ကြည့်မိလိုက်တော့နာနာမီကလည်းရန်သူဟာသူတို့ကိုတေချာပေါက်များခေါ်နေတာဖြစ်လို့အတွေ့အကြုံမရှိသေးတဲ့ယူဂျီကိုမခေါ်သွားပဲသူတယောက်တည်းသွားရောက်ရင်ဆိုင်ဖို့ဆုံးဖြတ်ထားရလို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲယူဂျီကအခန်းထဲကိုပြန်ဝင်လာပြီးတော့နာနာမီကိုဂရုစိုက်သွားဖို့တေချာနှွေးထွေးစွာမှာလိုက်တဲ့အပြင်အဲ့ဒီနောက်မှာတော့ယူဂျီနဲ့ ECG ကိုလည်းယူရှိနိုရဲ့အနောက်ကိုမတင်ကားမှုနဲ့နောက်အောင်ခံလိုက်နေကြပါတယ်။ဒါလေးကတော့ဂျူဂျီစုကိုင်ဆန်အပိုင်း8ဖြစ်ပြီးတော့အပိုင်း9ကိုနောက်ရက်မှာဆက်တင်ပေးနိုင်ဖို့အတွက် like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးကြဖို့တောင်းဆိုချင်ပါတယ်။